ဖခင်ဖြစ်သူကသူ့သမီးလေးကိုပေါင်းအိုးချင်းနဲ့ထည့်လိုက်ပါတယ်အဲ့ဒီနောက်သူကအဝတ်ပေါက်ဝါကိုပြင်ပြားဟောင်းတွေမျက်ခြောက်တွေနဲ့တေချာဖုံးအုပ်လိုက်တာပေါ့မိန်းကလေးကတော့သူ့ဖေကသူနဲ့ပုံတန်းကစားနေတယ်လို့ထင်နေခဲ့တာပါဒါပေမဲ့နောက်တစ်စက္ကန့်မှာပဲသူ့ရဲ့ရန်သူတွေဝုန်းတိုင်းကျဲဝင်လာကြပါတယ်ရန်သူတွေသူ့သမီးကိုရှာမတွေ့အောင်လို့အဲ့ဒီလူကဒဏ်ရာဝင်နာကိုအောက်အီးပြီးသူတို့ကိုတခြားစီလှည့်ဖျားခေါ်ဆောင်သွားခဲ့ပါတယ်ဒါပေမဲ့နောက်ဆုံးမှာတော့သူဟာကမ်းပါးရန်အစွန်းတစ်ခုမှာပိတ်မိသွားခဲ့တာပေါ့သူတို့လက်ထဲအဖမ်းခံရမယ့်အစားအဲ့ဒီလူဟာတေဘေးကိုမကြောက်မရွံ့ရင်ဆိုင်ပြီးကမ်းပါးပေါ်ကနေခုန်ချလိုက်ပါတယ်ဒါပေမဲ့တန်ကောင်းထောက်မှစွာနဲ့ပဲကမ်းပါးဝက်လောက်မှာရှိတဲ့တစ်ပင်ကောက်ကြီးတစ်ခုပေါ်ညှစ်တင်နေခဲ့ပြီးသူ့အောက်မှာတော့အဆုံးမရှိတဲ့ချောင်းနဲ့ကြီးရှိနေတာပါအဲ့ဒီနောက်ကမ်းပါးနေရမှာဝက်နေတဲ့ကူတစ်ခုကိုသူရုတ်တရက်သတိပြုမိသွားပါတယ်ဒါနဲ့သူဟာရှိသမျှခွန်အားအကုန်သုံးပြီးအဲ့ဒီကူတဲကိုလှမ်းခုန်လိုက်တာပေါ့သူ့မှာဆက်စုကျင်စိမ့်နဲ့ကူတဲကိုပိုနှက်အောင်ရှောက်ဝင်သွားခဲ့ပါတယ်အဲ့ဒီနေရာမှာပဲသူဟာတန်ချိန်တန်းပေါင်းများစွာရှိတဲ့ရွှေတွေကိုရှာတွေ့ခဲ့တာပါမျက်စိတမိတ်တွင်းမှာပဲ18နှစ်ကုန်လုံးသွားခဲ့ပါပြီအဲ့ဒီတုန်းကရှာတွေ့ခဲ့တဲ့ရွှေတွေကိုသုံးပြီးအဲ့ဒီလူဟာကဘာတဝမ်းမှာစိုင်ခွဲပေါင်း8သိန်းတောင်လုပ်ခဲ့ပါတယ်ဒါတွေအကုန်လုံးကပျောက်ဆုံးနေတဲ့သူ့သမီးကိုရှာဖို့အတွက်ပါပဲဒါပေမဲ့နှစ်ပေါင်းများစွာရှာဖွေခဲ့ပြီးတဲ့နောက်မှာတော့ဘာသတင်းမှထူးမလာခဲ့ပါဘူးဒီနေ့အထိပေါ့သူကပို့ဆောင်ရေးသမားအဖြစ်လူမသိအောင်ဟန်ဆောင်သွားတဲ့အချိန်မှာမိန်းကလေးတစ်ယောက်ဟာသူ့သမီးငယ်ငယ်တုန်းကလှုပ်လေးရှိတဲ့အမူအရာအတိုင်းလုပ်နေတာကိုမထင်မှတ်ပဲမြင်လိုက်ရပါတယ်သူမဟာတကယ်ပဲသူ့သမီးဟုတ်မဟုတ်သိရအောင်သူကချက်ချင်းပဲသူမရဲ့အိမ်နောက်ကိုလိုက်သွားခဲ့တာပေါ့ဒါပေမဲ့အဲ့ဒီနောက်မှာတော့သူမဟာအဆောက်အဦဖြစ်တဲ့မြေတူးဆက်ကြီးကြီးနဲ့အကျိတ်ခံရတော့မယ့်အခြေအနေကိုမြင်လိုက်ရပါတယ်ရက်လိုက်ကြဆန်းအမတ်လေးပြအဲ့ဒါဘလိုမျိုးယူသွတ်စရာကောင်းတဲ့ခွန်အားလဲဆရာဘာလို့ခမည်းဖြစ်နေရတာလဲခမည်းတော့တေးချင်နေပြီထင်တယ်စက်တူးကြဒီကနေထွက်သွားဆန်းဆရာအဆင်ပြေရဲ့လားကျွန်တော်အဆင်ပြေပါတယ်နေပါဦးဒီနေ့ခမည်းမင်္ဂလာဆောင်ရက်မဟုတ်ဘူးလားမြေတူးဆက်ကဘာကိစ္စလဲကျွန်တော်လည်းမသိဘူးယာတော့ကတော့ကျွန်တော်ကိုလာခေါ်ဖို့ကားတစ်စီးလွတ်လိုက်မယ်လို့ပြောတာပဲဒါပေမဲ့အခုချိန်ထိနောက်ကျနေပြီကားကလည်းအခုထိရောက်မလာသေးဘူးအဆောက်အဦဖြစ်တဲ့အဖွဲ့ကအရင်ရောက်လာတာပြီးတော့အဆောက်အဦဖြစ်စီခွင့်ပါမစ်ပေါ်ကနာမည်ကယာတော့ရဲ့နာမည်ဖြစ်နေတဲ့သူခမည်းကိုညာလိုက်တာများလားမဖြစ်နိုင်တာယာတော့ကကျွန်တော်ကိုဘယ်တော့မှမလိမ့်ပါဘူးကျွန်တော်သူ့ကိုတွားမေးဦးမယ်ကျွန်တော်ခမည်းကိုအဲ့ဒီစီလိုက်ပို့ပေးပါမယ်နာယူဝက်အတွင်း DNA စစ်ဆေးချက်အဖြေကိုကျွန်တော်လိုချင်တယ်ရမလားဆရာကျွန်တော်အရင်ဝင်သွားလိုက်မယ်ယာတော့မင်းကျွန်တော်ကိုဘယ်တော့မှလိမ့်မှာမဟုတ်ဘူးမင်းအပြတ်တက်မလုပ်တော့ပါဘူးချစ်လာစွာတော့မိတ်ဆွေများနဲ့ဂုဏ်တရေရှိလူကြီးမင်းများခမည်းအားလုံးပဲမင်္ဂလာမုံလဲပါခမည်းဒီလိုမျိုးတာယာလှပပြီးမင်္ဂလာရှိတဲ့နေ့ရက်မှာမစ္စတာကူယာတော့နဲ့မစ္စတာကျန်းရှူယာတို့ဟာလက်ထပ်ထိမ်းများပြီးပျော်ရွှင်စရာအိမ်အောင်စုတစ်ခုကိုအတူတကွတိစောက်တော့မှာဖြစ်ပါတယ်အခုဆိုရင်သူတို့သားကသူတို့သမီးရဲ့နာမည်ကိုကြဲကြဲလောင်လောင်နဲ့ရှင်းရှင်းလင်းလင်းခေါ်ဆိုနိုင်ဖို့ဖိတ်ခေါ်လိုက်ရပါတယ်ကျေးဇူးပြုပြီးစင်ပေါ်ကိုတက်ခဲ့ပေးပါဦးဘာလို့မင်းနာမည်ကအဆောက်အဦဖြစ်တဲ့ပါမစ်ပေါ်မှာရှိနေရတာလဲဘာလို့ကျွန်တော်ကိုလာမခေါ်တာလဲမင်းကျွန်တော်ကိုလိန်ခဲ့တာလားမလိန်ခဲ့ဘူးလားစင်ပေါ်တက်ခဲ့ပါဦးကျွန်တော်အချစ်ရဆုံးမျိုးသမီးကျန်းရှူယာ10နှစ်တာရေဆက်ကလူ2ယောက်ကိုလှေတစင်းထဲပေါ်ရောက်စေခဲ့ပါတယ်အနှစ်တရာရေဆက်ကတော့သူတို့ကိုကောင်းတစ်ခုတည်းအတူများသုံးခွင့်ပေးခဲ့တာပေါ့လှပတဲ့သူတို့သမီးလေးကိုကြိုဆိုကြရအောင်ယာတော့တစ်ခုခုအထင်လွဲတာမျိုးရှိနေရမယ်မင်းကျွန်တော်ကိုလိန်စရာအကြောင်းမရှိပါဘူးငါတို့အတူတူနေလာတာ10နှစ်ကျော်ပြီလေမင်းကျွန်တော်ကိုလက်ထပ်မယ်လို့ပြောခဲ့တယ်မဟုတ်လားကျွန်တော်ရင်မဆိုင်နိုင်တော့ဘူးမိမဖခင်ဖြစ်သူစစ်ဆေးချက်အဖြေကထွက်တော့မှာပါသူမဟာတကယ်ပဲငါတို့သမီးဖြစ်လိမ့်မယ်လို့ငါထင်တယ်15နှစ်ကြာပြီးတဲ့နောက်ယာအိုရဲ့မင်္ဂလာပွဲကိုငါတို့တက်ရောက်နိုင်ခဲ့ပြီဆိုတာမယုံနိုင်စရာပဲဝိုးအသားကင်ရောက်တဲ့လူကဘာလို့ဒီကိုရောက်နေတာလဲကဲဒီနေရာကမင်းနဲ့တန်တဲ့နေရာမဟုတ်ဘူးဒါကစိန်ခံဟိုတယ်ကွာငါတို့ဒီမှာအသားကင်မရောက်ဘူးယာတော့ဘာလို့လဲမင်းဘာလို့ကျွန်တော်ကိုလိန်ရတာလဲပြီးခဲ့တဲ့တစ်ခေါက်ကလူမိုက်တွေလည်းမင်းကိုအပြတ်မရှင်းနိုင်ခဲ့ဘူးဒီတစ်ခေါက်အဆောက်အဦဖြစ်တာတော့မင်းကိုအသက်မထွက်စေနိုင်ခဲ့ဘူးမင်းကဘလို့မှတင်မသွားတဲ့ပိုးဟတ်တကောင်လိုပဲယွန်းစရာကောင်းလိုက်တာအဲ့ဒါမင်းပဲမင်းဒါတွေအကုန်လုံးကိုလုတ်ခဲ့တာယာတော့မင်းမှာမင်းအကြောင်းပြချက်နဲ့မင်းရှိမှာပါဟုတ်တယ်မလားယာတော့ငါတို့သူမရဲ့ကုမ္ပဏီမှာအလုပ်လုပ်เสียရမလိုပါဘူးမင်းတခြားအလုပ်တစ်ခုကိုလည်းဒီလိုပဲရှာလို့ရတာပဲအားလုံးကမင်းကိုအရေးချင်းရှိတယ်လို့ပြောကြတာပဲလေငါတို့သူမကိုမလိုပါဘူးငါတို့မှာအနာဂတ်ရှိနေအောင်ပါအခုချက်ချင်းစင်ပေါ်ကစင်စန်းငါသားရဲ့မင်္ဂလာရက်မြတ်ကိုလာမဖြတ်စည်းနဲ့တခုခုပြောပါဦးသူမကမင်းကိုအတင်းကျပ်လုပ်နေတာလားမဟုတ်ဘူးလားသူမကထင်ရထင်လိမ့်မယ်မင်းပြောလို့ပြီးပြီလားမင်းအဖြေတစ်ခုလိုချင်တာလားဒါဆိုရင်မင်းကိုငါတစ်ခုပေးမယ်ငါသူမကိုသဘောကျတယ်ပြီးတော့သူမကငါလက်ထက်ချင်တဲ့လူဖြစ်တယ်ငါကိုလာမထိနဲ့ငါမင်းကိုကြမ်းကြမ်းတမ်းမလုပ်မိပါစေနဲ့ဘာလို့လဲဒီနှစ်တွေအကုန်လုံးမှာကျွန်တော်မင်းကိုအရာအားလုံးပေးဆက်ခဲ့ပြီးစောင့်ရှောက်ခဲ့တာလေမင်းဘာလို့ကျွန်တော်ကိုတစ္ဆာဖောက်ရတာလဲလူဆိုတာအထက်ကိုတက်ကြတာပဲရေဆိုတာအောက်ကိုစီးတာပဲလေတစ္ဆာဖောက်တယ်ဆိုပြီးစကားကိုလာမလားအောင်မလုံးနဲ့ရှူရငါကိုပေးနိုင်တဲ့အရာကမင်းဘယ်တော့မှမပေးနိုင်တဲ့အရာဖြစ်တယ်မင်းသာငါနေရာမှာဆိုရင်လေဒီလိုပဲရွေးချယ်မိမှာပါကျွန်တော်ကတော့အဲ့လိုလုံးမှာမဟုတ်ဘူးမင်းကောလိပ်တက်ဖို့ပတ်စံမရှိတဲ့အချိန်တုန်းကမင်းရဲ့ကြောင်းလာခပေးဖို့ကျွန်တော်အလုပ်လုပ်ခဲ့ရတာမင်းနဲ့မင်းအမေအိမ်ချင်းပဲဖြစ်နေတုန်းကလည်းကျွန်တော်မင်းတို့နှစ်ယောက်လုံးကိုခေါ်ထားခဲ့တာလေဂူရတော့မင်းအောက်ဆုံးကိုရောက်နေတဲ့အချိန်တုန်းကကျွန်တော်တယောက်တည်းပဲမင်းဘေးမှာရှိနေပေးခဲ့တာမင်းရဲ့ဒုက္ခမှန်သမျှကိုကျွန်တော်ကူညီကြော်ဖြတ်ပေးခဲ့တယ်မင်းဟာဒီလောက်အထိအတ္တကြီးပြီးအသေးနှလုံးမရှိတဲ့မွေးဟောက်တကောင်ဖြစ်လာလိမ့်မယ်လို့ကျွန်တော်ဘယ်တော့မှမထင်ခဲ့ဘူးအဲ့ဒီလောက်ကြီးလူတော်ကြီးလိုလာမလုံးနဲ့မင်းပြောတဲ့စနစ်တကျဆုံးလို့အနစ်နာခံမှုတွေဆိုတာအဲ့ဒါတွေကဘလောက်တောင်တန်ဖိုးရှိလို့လဲအတိတ်ကိုပြန်ဖော်နေတာကပတ်စံလိုချင်လို့မလားမင်းလိုချင်တဲ့ဈေးကိုပြောလိုက်ငါပေးမယ်ပတ်စံကိုယူပြီးအဝေးကိုလစ်လိုက်တော့ဒါကပတ်စံအကြောင်းလို့မင်းထင်နေတာလားပတ်စံကကျွန်တော်ပေးဆက်ခဲ့သမျှအားလုံးကိုအစားထိုးနိုင်လို့လားမင်းတို့မိသားစုတစ်ခုလုံးကကျွန်တော်ကိုပြုတ်အံ့ကျင်အောင်လုပ်နေတာကျွန်တော်ဒီပတ်စံကိုမယူဘူးဒါပေမဲ့မင်းကျွန်တော်ရဲ့မွေးစားဖေးရဲ့အိမ်ကိုတော့ပြန်ပေးရမယ်ကျွန်တော်အဆောက်အဦဖျက်ဆီးတာကိုဘယ်တော့မှသဘောတူမှာမဟုတ်ဘူးမင်းပြောရုံနဲ့ငါတို့ကပြန်ပေးမယ်လို့ထင်နေတာလားငါမင်းကိုအမှန်တိုင်းပြောပြမယ်မင်းရဲ့အိမ်ကကံကောင်းထောက်မစွာနဲ့ပဲစီးပွားရေးစင်တာအစ်စီမံကိန်းရဲ့အလဲဘိုတဲ့မှာတည်ရှိနေတာမင်းရဲ့အိမ်ကိုမဖျက်ရင်စီမံကိန်းတစ်ခုလုံးကဘလို့လုပ်ပြီးပြီးစီးနိုင်မှာလဲငါအဲ့ဒါကိုဖြိုချရုံတင်မကဘူးအစအနတောင်မကြံအောင်အကုန်လုံးပျောက်ပြတ်သွားစေရမယ်ဝူရတော့မင်းငါကိုလူတယောက်လိုဆက်ဆံခဲ့တာပဲမင်းအဲ့ဒီအိမ်အတွက်နဲ့ငါနာကိုကတ်ခဲ့တာငါအဲ့ဒီအိမ်ကိုဘာပဲဖြစ်ဖြစ်ပြန်ယူမှာ
စကားကြီးစကားကျယ်တွေနဲ့မင်းကကိုဘာကောင်းမို့လို့လဲငါမင်းနဲ့စရင်တော်မရှင်းရသေးဘူးလူတွေသူမကိုဖမ်းလိုက်ကြစမ်းတထေး DNA စစ်ဆေးချက်အဖြေထွက်လာပါပြီသူမကဆရာရဲ့သမီးအစ်စ်မှန်ပါပဲငါ့ကိုလှုပ်ဝူရတော့မင်းမလုပ်ရတဲ့အရာများရှိသေးရဲ့လားမင်းကတရိတ်ဆန်ထက်တောင်ရုံမာသေးတယ်ဒါကနည်းနည်းလွန်သွားပြီမဟုတ်ဘူးလားအလွန်ကြုံလုခဲ့တဲ့လူကသူမကိုယ်တိုင်ပဲသူမကခံထိုက်ပါတယ်ဘာပဲဖြစ်ဖြစ်သူမကတန်မာတာပဲဥစ္စာသူမအဆင်ပြေသွားမှာပါဒီနေ့ကငါရဲ့မင်္ဂလာဆောင်ရက်ပဲလေသူမကဒီကိုပြဿနာလာရှာတာအားလုံးလည်းအထင်ရှားမြင်ကြတာပဲဟုတ်ပါတယ်ရှောင်းဖန်းနဲ့ငါကအေးစစ်စစ်ပဲလမ်းခွဲခဲ့ကြတာပါသူမကသာလက်မလွတ်နိုင်ဖြစ်နေတာလက်မလွတ်နိုင်ဘူးဟုတ်လားဂူရတော့မင်းကိုအထင်ကြီးလို့နေတာပဲငါမှမင်းအပေါ်ဘာစိတ်ခံစားချက်မှမကြံတော့ဘူးငါမွေးစားအဖေခြံထားခဲ့တဲ့အိမ်ကိုပဲငါပြန်လို့ချင်တာအေးစစ်စစ်ပဲလမ်းခွဲလိုက်ကြပါအိမ်ကိုသူမစီဘာလို့ပြန်မပေးလိုက်တာလဲအဲ့ဒီအိမ်ကတော့မဖြစ်မနေဖြစ်စီရမှာပဲသူမကအဖြစ်မခံချင်ဘူးလေမင်းသူမကိုလိန်ခဲ့တာပဲဒါဆိုရင်သူမရဲ့အိမ်ကိုလောက်တာကတော့လွန်လုံးပါတယ်အားလုံးကိုငါတတိပေးပါရစေစီးပွားရေးစင်တာတစ်ခုလုံးကိုငါတို့ရဲ့ဂျုံကုန်းဂရုကဖော်ဆောင်နေတာဖြစ်တယ်ငါအဖေကဘာတူလဲဆိုတာအားလုံးသိကြမှာပါပြီးတော့ငါအဖေကအုပ်ချုပ်ရေးမှုအစ်စ်ကြောင်းနဲ့လည်းအဆက်အသွယ်ရှိပြီးသားဒါကြောင့်မင်းတို့အားလုံးကိုယ့်အလုပ်ကိုပဲလုပ်ကြဖို့ငါအကြံပြုချင်တယ်မင်းကဒီနေ့အတွက်သူတို့သမီးမဟုတ်တာထင်ရှားပါတယ်ဒါပေမဲ့မင်းကမင်္ဂလာဝတ်စုံကိုဝတ်ထားသေးတယ်အားလုံးပဲအထင်လွဲနေကြပြီးထင်တယ်လူတွေသူမရဲ့ဝတ်စုံကိုဆွဲချုပ်လိုက်ကြစမ်းဂူရတော့မင်းကိုယုံခဲ့မိတာငါမှားသွားတယ်မင်းကမိစ္ဆာကောင်းပဲငါတရေဖြစ်သွားရင်တော့မင်းတို့နှစ်ယောက်လုံးကိုဘယ်တော့မှခွင့်မလွတ်ဘူးအခုထိစကားနာထိုးနိုင်သေးတယ်ပေါ်ဆက်လုပ်ကြစမ်းသူမခံရတာတင့်တော်ပါတယ်တခင်လေးရဲ့အဖေကဂျုံကုန်းဂရုရဲ့နောက်ွယ်ကတထေးကြီးဖြစ်တယ်သူကကြံချံမျိုးရဲ့မြေအောက်ပြင်ပဲလေဘသူမှသူ့ကိုသွားပြီးမရှုပ်ရဲကြဘူးငါသမီးကိုဘသူကထိရဲလို့လဲ